နိုင်ငံတော်ရှုပ်ရှာအာဏာဆုံးရှုံးထားရတဲ့အောင်မြင်သူတွေအခမ်းအနားမှာအခုပါရခိုင်ပြည်နယ်တိုင်းအားလုံးကိုယ်ပိုင်အတိအကျနဲ့ဆုံးဖြတ်ပြီးဒါတော့ပါခဲ့ဆုံးလို့နော်ပြရတော့တဖာကတိုက်တာလည်းအားရမိပါတယ်တော့ကတော့အားရဖို့လုပ်ပါတယ်ဒီနေ့ဒီအမှာမဲတာမှုတော်လို့ချင်းနေပြီးတော့ကတော့ဒီကိုလိုပါအခုပိုင်ရဆိုရင်ညရောရခိုင်မျိုးဒီတော့အမိုင်းမှာအဂရိကြီးဆုံးတော့ဒီတိုင်ဝင်လာပြီးတော့ညာထိုက်ပါတယ်ဒီပိုင်ရမှာဒီတော့မဲတာတော့မဲနေတော့ကိုလိုလေကအမျိုးသားရဲ့အကြမ်းနဲ့ဒီပိုင်စုစုစီစီတာရောက်လာခဲ့တော့ကိုလာတယ်နော်ပြရတယ်တော့ねအနာရဲ့တော့အားရတော့အများကြီးအားသာပြီးပါတယ်ဒီလူဒီမှာတော့ကလူတယောက်ပေါ်မှာဆိုရှိခိုင်းဒီမကောင်းထိုက်တယ်ကဲဆုံးဖို့တော့ကြားလို့ကတော့အမျိုးရှိပါတယ်ဒီမကောင်းထိုက်တယ်ဇောင်ဝေးရှူတယ်အလုံးတုတ်တယ်ရောဂါရင်းကြားတယ်ဘဝပြတယ်မရှိဘူးပါလားဒီဘဝပြတယ်မိသားစုပြတယ်ရောပြတယ်မရှိကျောင်းအတူတူကဲဆုံးမှုမှာကြားလို့ပေါ့ပါဒီကျွန်တော်တို့ခိုင်တာဒီတော့ဒီဆောင်မှာသုံးချက်ရလို့ဆိုတယ်ကျွန်တော်တို့တိုက်ပြီးပရိုပြားခဲ့တယ်ကြာခိုက်ပါဒီပိုင်ကမှာဝင်းနေတွေကိုတော့ကောက်ဖို့လို့ဆုံးဖို့တာဒီကိစ္စတော့ဝင်းနေတွေဆိုရင်မပြီးဒီဆိုရင်နောက်ပြန်မှာဇာတိပါလာတယ်ဝင်းနေစရာပါရင်ဟုတ်တယ်ဒီဆုံးမှာတော့ဝင်းနေစရာနောက်မှဉာဏ်ပညာများရှင်းပြလိုက်ဖို့ဆိုရင်ဒီနယ်ဝေကယူစရာဒီတာဝန်ပြီးပြည်သူတယောက်နေရပြတ်တာဝန်ပြီးခိုင်ဆိုင်သားတယောက်နေပြတ်ဆိုင်သားတွေလည်းကိုဆိုပြီးဒီနောက်မှာအခုလာရှိခံရစားတဲ့ဒီတော့တာဝန်ပြီးဝေတရာပြီးပြည်စံပြီးအများကြီးပါလာဒီဆုံးလို့ကဲစားချက်ဥပဒေနဲ့မွေးနေ့နေလို့ဒီလေဒီမရပါမွေးနေ့နေခဲ့ပါနေလို့ဆိုတော့ဝေးနေတာပုံစံနေအဓိကတော့ဒီစံဝင်ကယူပြီးနာငယ်ကိုအားကိုပြဖို့ပေါ်ရတယ်နော်။ဘယ်စားတာပဲဒီကျွန်တော်ဒီနေ့အခမ်းအနားကိုမကြောက်ပါဘူးအခမ်းအနားမကြောက်ပါဘူးကျွန်တော်တိုင်ပါနေတယ်ကျွန်တော်နေနေငါတို့ပဲအပင်ပြီးမှုပါရဲ့ခိုင်ပြီးတော့ဒီကိုပရီခိုင်စီကိုပရီဆိုတာအနာယူအပင်ကိုတော့မဟုတ်ဘဲနဲ့တခါကအမျိုးသားရဲ့စိတ်ကိုပူပြီးမျိုးကစားအောင်တော့လင်းနာမှုခိုင်းအောင်ပေါ်ပြမှုလို့ပြောလို့ဒီတော့မှတော့တာခေါင်းဟုတ်ပြီလေတာခေါင်းဟုတ်ပြီလေနာခေါင်းပဲနာကိုခိုင်းလို့ဆိုတာဒီတော့ဟာတော့ကျွန်တော်နာကိုဒီကိုတော့အရင်ဒီထားပါလေအပိုင်းတော့တော့မဟုတ်ပေါ်ရတဲ့ကိုပုံကားဆိုတာဒီပိုင်ရာတော့ကျွန်တော်တာရဖို့ကနာတော်မူပြီးတော့မှပိုက်ပြီးအားယူခိုင်းတယ်ဒီဒီအခင်းတော့ကြောင်းပါရဆိုတာလည်းဟုတ်တယ်ကျွန်တော်မှဥပိ္ပစာကိုစနေကြောင်းပါရဆိုဖိုက်ပါတယ်ဒီနေရတိုင်းဥပိ္ပစာကိုကျွန်တော် program ပါမယ်ခိုင်မျိုးတိုင်းမျိုးဆိုင်စိတ်တဲ့ကိုနိုင်ငံဆိုဒီနဲ့ non already နေပဲလိုက်လူငယ်မျိုးစားတိုင်းမှာအမိုင်းတွေကိုကောင်းစွာသိရှိပြီးရေသူမိတ်ဆွေခွေခါနိုင်ခြင်းနေပဲတော့အမိုင်းချင်းမှာခဲနာပြည့်စုံကြဖို့ဇန်လုံးနာအတူယူပြီးဒီဆုံးရှုံးမှုတွေကိုသတိနဲ့ဝေအားယူရကိုမောကောင်းမယ်တော့ရခိုင်အနာကဒီဆော်ရဲနေပဲလေရခိုင်နိုင်ငံတော်ဤရှုပ်ရှာအာနာပိုင်စုတည်တဲ့ကောင်းသောရခိုင်သမိုင်းပြည်ပြည်ခန္ဓာစီဝမှုကို
children လာကြီးရဲ့နေမမှာအပြောင်းအမျိုးမျိုးတော့ကိုယ်အိမ်ကကိုဆွဲပေါ်ရပြေပါကိုရောက်ပြီးနေတော့အဝီရောက်တော့ခိုင်မျိုးများဇာတိမီတို့ပြေရောက်လာပြီးအမျိုးသားရေးတာဝန်များကိုထင်းဆောင်နိုင်တဲ့နေမကောင်းရခိုင်မင်းတော်ဒီကောနော်နေရာဇာတာများကိုမတရားရယူတဲ့အာကုံနေတော့ကျူကျော်မှုမတရားမှုပါရောဆိုင်ပဲနေတဲ့ရခိုင်လူများတော့ရခိုင်တိုင်းပြည်အားအရှိန်ကြီးပေါ်နေတဲ့နေမခနိုင်ရခိုင်လူမျိုးများညာမောက်ပုံပြီးရတော့ဒီအန်ဒရီအမျိုးသားရဲ့အခြေအနေများကလုံးဖော်လဲတော့နိုင်တယ်ပေါ့အမိုင်းပိတောင်းတယ်လို့လည်းနဲ့တို့ဆိုတော့စာရေးဆိုင်တယ်ကြောင်းပါတော့ထိုက်ပါတယ်ရခိုင်တိုင်းနဲ့ပြည်ရဲ့ Proshos ဆိုတဲ့အနေအထားရှိတယ် Prodra ဆိုတဲ့အနေအထားရှိတယ်ဒီကလေးကကာလည်းဒီတဲ့လိုက်ရောမြင်ဖို့စကားကို proposal review ကိုလည်းဒီမိုက်တော့ပြည်ဆိုင်ကိုအဓိကအစားပြီးတော့ဒီနေ့ကလေးစားရတဲ့ဆိုင်ပေါ်ရတဲ့မြတ်ပြည်ပြီးတော့ဒီကိစ္စကြီးကိုပုံထိုက်ပါတယ်တကယ်ကျွန်တော်တို့ဒီကပေါ်နေတဲ့နရာနဲ့နစီနဲ့ဆိုင်နိုင်တဲ့ရခိုင်နိုင်ငံတော်ကြာရှုံးနေရခိုင်အရှုံးရှာအာဏာဆုံးရှုံးရတဲ့ဆိုတဲ့ကိစ္စနဲ့ပဲတော့ဒီနေရာမှာအရှုံးရှာအာဏာဆိုတဲ့စကားလုံးကိုသိတဲ့ program လိုပါတယ်တိုင်းပြည်တွေလူမျိုးတစ်မျိုးနိုင်ငံနိုင်ငံခိုင်တဲ့နိုင်ငံတော့အရှုံးရှာအာဏာဆိုတော့ကောင်းကောင်းအရေးကြီးပါတယ်လူမျိုးတစ်မျိုးတော့နိုင်ဖို့ရဲနေနိုင်ဖို့လူမျိုးတစ်မျိုးရေးလွယ်လွယ်မှုလုံခုံမှုမေးရှင်းမှုဒီစီဥစ္စာတွေအခွန်ရည်ကိုရောနိုင်ငံကအရှုံးရှာအာဏာကိုအိုက်ပြီးမှမိမိလူမျိုးရေးလွယ်လွယ်မှုပြီးလုံခုံမှုပြီးပြောဆောင်မှုပြီးမေးရှင်းမှုတွေကိုကာကွယ်ထိန်းသိမ်းထားနိုင်ဖို့အနာဂတ်ကိုလည်းဖေးရှာအောင်အာမခံပြီးထားနိုင်ဖို့ထိုက်ပါတယ်တကယ်ဒီနေ့ကျွန်တော်တို့ခိုင်ပြီးရခိုင်ပြည်မှာပျော်ရွှင်နိုင်ခဲ့တာခေါင်းနဲ့ခေါင်းနဲ့ခင်နေရတာလွယ်လဲနေရတာလွယ်ပါလွယ်လဲပြီးဆုံးရှုံးနေပါရဲ့လုံလုံမှုတွေကောင်းနေတယ်ဘိုးလူမျိုးလူကိုယ်ကိုယ်တာဝန်ယူဆောင်လို့အခေါ်ရရှိတာအခေါ်ရမရှိရခိုင်လူတွေကကိုယ်လူမျိုးကိုမပိုင်ကိုယ်တိုင်းမျိုးကိုမပိုင်ကိုယ်ကဲကမှကိုမပိုင်အိုင်းနေဒီဆိုလိစားတော့ခရလေဆိုတဲ့လက်ကားရဲ့နာနဲ့လက်စေနဲ့ဆိုင်လိုက်ကကျွန်တော်တို့ရခိုင်မျိုးတွေအမျိုးသားရဲ့တတိဘောရောခံခဲ့တဲ့တိုင်းပြည်ကိုကာကွယ်ဖို့တော့ပြဖို့ခံခဲ့တဲ့ရေဒီဒီမာယာခံခဲ့တဲ့ဘောတာနဲ့ဒီနေ့ဒီစီမှာရခိုင်တို့ရခိုင်သားကြီးဒီပိုင်းဒုက္ခတော့ကြရအောင်ထိုက်ပါတယ်လူသားတယောက်ထိုက်ပါလေရတယ်တော့ရခိုင်လူမျိုးတယောက်ထိုက်ပါလေရတယ်တော့လူသားတယောက်ကြီးဂုဏ်သိက္ခာလေးညှို့နေရတယ်ညောစောဒီတော့ဘာကြောင့်လဲအရှုံးရှာအာဏာကိုနာလွဲဆုံးရှုံးထားလို့ဒီအရှုံးရှာအာဏာဆိုတဲ့စကားကိုပဲပဲတော့ပရိုဂရမ်ကိုဆိုရင်နိုင်ငံရေးရာတော့တော့တစ်ခါတစ်ခါသူတော့ပေါ့လားသူလည်းကိုယ်ပရိုလို့ဆုံးဖို့တော့ဟုတ်လို့တော့ကျွန်တော်ဒီမှာဆုံးရှုံးပြီးတော့ဈာလေသူတို့ကတော့ညောဝဟာရာကြီးအတိတ်တွေကိုတော့ခိုင်တာပြီးတောင်းပန်နာနေဖတ်တော့ပါတယ်ဒီဒီအနာကပါရဲ့တမန်ဒီကလည်းအခဲနာအဖောင်းဒီဖက်ပေါ်ပါရဲ့တခါလူတွေကောင်းဆောင်တူပါလေတော့ဒီနေ့နဲ့တဲ့တော့ညောပါရရဲ့ရှားဖို့တဲ့ရှားကြီးကိုပုံမှန်ကားပါရဲ့ဒီအရှောင်းအလောကကလည်းရခိုင်နိုင်ငံတော်ကြာရှုံးရတဲ့ပုံစံနဲ့လာရှိရခိုင်တော်လည်းတမန်ကြီးကိုဒီပြည်သူရှိမှအများကပြီးအောင်တော့ပါရဲ့ဒီလေဒီပြောမှာဒီခိုင်သမိုင်းခိုင်ပြီးနေပဲလို့ဒီလူပေါ်တော့ဝီရပါအစားဟာတော့တဲ့တော့ဒီနဲ့သမိုင်းစရာကြောက်တော့ဘုံစိုက်တဲ့ရောက်ခိုင်တဲ့
အမျိုးသားတော်လည်းနဲ့နိုင်ငံတော်သုံးပုံရဲရခိုင်အမျိုးသားအကျိုးစီးပွားကာကွယ်ရဲရခိုင်မျိုးတွေကိုယ်ကဲမှာကိုဖယ်တိနိုင်တဲ့ဒီကိုအလီပီတော့ဒီအိန္ဒိယမှာတော့ဆိုင်တာခိုင်လို့ရတယ်ရခိုင်သမိုင်းနဲ့ပဲလို့တစ်ဖက်နဲ့တစ်ဖက်လာအေပီကပရောဆော်ရဲပရောဆော်ရဲဆိုပြီးအကဲပူလာကတော့ဘယ်လိုပဲပေါ်လိုက်ပါနဲ့ကျွန်တော်တို့ရခိုင်လူမျိုးတွေဆိုရဲမင်းကားရဲ့နိုင်ပေါင်း4000လောက်ပေါ့ကိုနိုင်တဲ့ကိုလူမျိုးကိုမောင်ကိုဆောတနာတော်မှာဆုံးဖြတ်การနောက်ပိုင်းရခိုင်ပြည်မှာရခိုင်တိုင်းလုံခြုံမှုရှိခါခဲ့တယ်ရခိုင်ပြည်ပေါ်မှာရခိုင်တိုင်းဝဲလေခါရဲရခိုင်ပြည်တော့အောင်မှာရခိုင်ရဲ့ရှင်ကြီးပျော်ပျော်ပါပါတဲ့ကစေလို့ပျော်မှုနိုင်ခါရဲညောင်းပတ်ပျော်ဆောင်မှုပြီးဝဲလေမှုပြီးအပါလေးမှာရခိုင်သားဆိုပြီးဂုဏ်ယူနိုင်ခါခဲ့တယ်ရောက်ပိုင်နိုင်တော့၄အောင်ရခိုင်နိုင်ငံတော်ပြည်နယ်ကပါရဲ့ဒီကေတော့ပြည်နယ်ခါဆိုမှာတော့အမိုင်းထိုက်ပြီးကိုဖဲဖဲစီဆောင်ရခိုင်နိုင်ငံတော်ရဲ့ကမ္ဘာလေးမှာဘာမှလည်းဖဲတဲ့နိုင်ခါတယ်ဒီကေကျွန်တော်ရခိုင်ပြည်မှာပထမတရားဝတီဒုတိယတရားဝတီပထမဝေတာလီကျောင်းကြီးကဒုတိယဝေတာလီလေမလို့ရောင်းရောက်ပိုင်အမိုင်းထိုက်ပြီးကိုထောင်နေရခိုင်သားလေးဆိုရဲလဲလဲတဲ့ခိုင်နိုင်ကိုပိုင်ဆိုင်ထားရတဲ့လူမျိုးခိုင်တယ်ဒီအမိုင်းထိုက်ပြီးကဒါမှမဟုတ်ဒါပဲဘုရားနိုင်ငံရှိတော့ရှိပါတော့ဒီနေ့ပေါ်ဆိုတော့ဇာကောအမိုင်းထိုက်ပြီးကိုပိုင်ဆိုင်ထားတယ်ဇာကောလွယ်လွယ်လူတီကိုပိုင်ဆိုင်ထားတယ်ဇာကောဂုံယူနိုင်ထားတယ်ဇာပိုင်ကိုဇာကလေးတွေကိုဆိုလိုက်ပါရဲ့ဒီကျွန်တော်တို့ခိုင်ပြီးပါပထမတရားဝင်ဆိုရဲခိုင်ပြီးကိုမာရီမောကတည်ထောင်ထားတယ်ဒီကျွန်တော်လည်းလာကတိကျကျတော့ကောင်းတယ်မှာဒီလိုခေါ်ရဲ BC 3000ပိုင်ခိုင်တော့မပေါ်ပေါ့နိုင်ပေါ်3000လောက်ပေါ့ကျွန်တော်တို့လည်းဘယ်လိုပြီးတော့ကိုတိုင်းတွေကိုတည်ထောင်နေတယ်ကိုလူမျိုးလေးကိုစုစုစီစီနဲ့လက်နေနိုင်တဲ့လူမျိုးထိုက်ပါတယ်တကယ်တည်း BC 3000လောက်ပေါ်တည်ထောင်လာတဲ့အညာဝတီနိုင်ငံတော်ရခိုင်နိုင်ငံတော်ဆိုတဲ့မဟာသီရိကုသမာရာသာနာမဒုတိယအညာဝတီနိုင်ငံတော်တည်ထောင်တဲ့စာလာပြီးပို့ပြီးတိုးတာလာတဲ့ဒီမင်းလာတဲ့ရခိုင်သားဒီရှင်းလာပြောမှုလေကဘာသူကဘာသာသိထားခဲ့တယ်ပါတရားဝတီဆယ်ဒီစဘာပေါ်ရတာရဲ့ရခိုင်သားဒီရောက်တော့စိုက်ကျူရခိုင်ဆိုတဲ့ကောဒီရောက်တာကိုလိုနိစနိုင်တဲ့စိုက်ကျူရင်းပညာဒီကိုတည်ပြီးပြီကိုနိုင်ငံကိုစုစုစီစီနဲ့လုံတော်ကာဝယ်ချင်းသိပြီးနေနိုင်ကြတယ်တရားဝတီခိုင်အဘီပြီးအခုနိုင်ငံရေးအပြောင်းအလဲတွေခိုင်းရတယ်ဆိုတော့အဲ့ဒီရခိုင်မျိုးကြီးကောင်းဆောင်ပြီးပါရခိုင်ဆောင်တော်လေးရောက်ခိုင်ကတော့ဆောင်တော်လို့ပေါ့ဒီလေကသဘာဝတရားကိုပြီးပြောဖို့ဆိုလို့ရှိရတော့ကဆောင်တော်တော့လူမျိုးကြီးကောင်းဆောင်ပါရခိုင်ကောင်းဆောင်ပြီးဆောင်တော်ပြီးတော့ပြန်ပြီးကိုလို့စိုက်ရည်စီပေါ်တဲ့နိုင်ငံရေးအရှားကြားတဲ့ဒေသကြီးကိုရိုးတိုင်းဒေသကိုတောင်းပြီးပြီးမို့လို့တည်ရဲ့ဝေသာလီခိုင်ကျောင်းလေးကခိုင်တခါကဘာလေးတွေမှာမမောင်းနေတဲ့ပြည်ရခိုင်ကနေခိုင်တိုင်းပေါင်းမှာထောင်းတော့ကျောင်းလေးကခိုင်အခုခိုင်ပါဆိုရင်ကျောင်းလေးကခိုင်ကိုစိတ်ကိုစိတ်နဲ့ပဲရှိဖို့ပဲဒီရောဟိုင်တိုင်းမှာပြီးဖို့ပဲကိုတိုင်းတန်နေပြီပါဒီရောက်ပါပြီးချင်းပြီးကိုပိုင်ဆိုင်ပြီးခိုင်ခဏလာတဲ့ဒေဟာရဲ့အဲ့ဒါဝေတိုင်းခိုင်ပြီးဆိုင်ရာကိုရာဆိုတော့လေမိုခိုင်စပြီးပေါ်လာဒီလေမိုခိုင်စပြီးပေါ်လာရင်လေမိုခိုင်မှာတော့ဒီကိုရာဆိုတော့အစင်းနဲ့သုံးရာဆိုတော့ဒီခိုင်ပရော်ဒီလေမိုခိုင်နဲ့ဆောင်းမှာလောကနိုင်ငံကြီးပြေတော်ပြီးရခိုင်နိုင်ငံကြီးပြီးဆိုင်တော့အပြင်ကတော့နေရှိဆိုင်ကိုတော့ဆိုင်ပြီးတွဲနေခိုင်ရတယ်ဒီလေမိုခိုင်အဆုံးမှာတိုင်းပြည်တွေကိုတာမှုပြီးဒါရောက်ပါလေလူပြ
တော့အောက်ပြီးပဲပတ်လဲအမျိုးသားရဲ့တတိယပေါ်လာခဲ့အိစံတော့ဒါလာပါရခိုင်လူတို့တလူတွေကမဟုတ်ကဘာမှာအပြည့်ကျေဆုံးအောင်ပါရအောင်တေဆောက်ထားတဲ့ပိုင်ဆိုင်ထားတဲ့ရောမာလူတို့တွေကနောက်ပိုင်းမှာစီစဉ်ပြီးရိုင်းအမျိုးသားရဲ့တတိယပဲကောင်းပြီးတယ်ဒီလောကနဲ့မလဲဆိုင်တဲ့အပေါ်ဓာတ်နဲ့ရောက်ပါကြာရှုံးထားရတော့ရခိုင်ပြည်သမိုင်းတွေမှာဒီတပိကြာရှုံးတော့ဘာမှမဆုံးဘူးလို့ဟုတ်ပါတို့တော့အပြည့်ကျေဆုံးတော့ကြာရှုံးခိုင်းပါဒီလေးပုံခိုင်းပါလေရောက်ပါမင်းရှင်းပြီးကိုပါရမှုတွေပြီးပြီးတိုက်ပြီးတော့ကြာတော့ကာဝေကိုကြာကောရေးတွေတော့လေဒီလိုနိုင်ငံလေတာစီစားပြီးမရဦးနိုင်ငံကိုပြန်လို့အေးသွားတယ်ပါလေမရဦးနိုင်ငံကိုအေးဒီထောင်လေးတော့ထုတ်စင်တဲ့လေးမှာမောဆုံးဝင်ဆုံးတော့ဆောင်းပြီးမရဦးနိုင်ငံတော်ကြီးဖောင်းတာရဲ့အေးဆုံးကိုခိုင်းတဲ့တိုင်းပေါင်း300ကျော်ကျော်ကြီးတဲ့အရှိတောက်အာဆာနဲ့တောက်အာဆာကအပြည့်ကျေဆုံးတော့လာနာနိုင်ငံတော်အေးထောင်ပြီးရခိုင်သားစုပြီးကဘာလေးမှာရာမကောင်မှာတဲ့ဘုံဘုံတော့နိုင်တယ်ကျွန်တော်တို့နိုင်ပေါင်းလေးဆောင်ရောအရှုံးအရှာအာဏာပိုင်ဆိုင်ထားတဲ့မျိုးတို့ခိုင်းပါတယ်ဒီကနေ့မျိုးလေးတွေကလာတိုင်းတယ်အောင်ကြတော့ဖိုင်နေပါအရှုံးရှာအာဏာဆုံးဆုံးလာတော့ထိုက်တယ်လာလွယ်မှာတော့ဒီအချိန်မှာပို့တာပို့တယ်တိုင်းခိုင်းနိုင်တယ်ဒီဆောင်တော့တော့ကောင်းတယ်ဒီကကျောင်းအားဒီတနာကအမှန်ထိုက်ပြီးကိုတော့ဆိုမကလိုက်တော့အပင်တို့တော့ဒါနဲ့ပုံပြီးဆိုတော့ဖိုက်ပါတယ်ကျွန်တော်အနေနဲ့ကိုကကိုစဉ်းစားတာဆိုတာတနာကတော့ဟာရဲ့ဒီအပြင်ကကြောင်းပါရတယ်ရေရှာခိုင်းတဲ့ပဲတဲ့တော့အစားဆုံးစီကိုတေးသေးရှာရှာ cross ခေါ်တာဖိုက်ပါတယ်ဒီကနေ့ပဲလိုက်စားမှာကျွန်တော်တနာကတော့ဟာရဲ့ရခိုင်မျိုးကြီးမျိုးဆိုင်စိတ်တဲ့ကိုမဲမဲဆိုဒီမဲ့နော်တော်ရဖို့ပဲကျွန်တော်တို့တိုင်းမျိုးကြီးဆိုရင်စိတ်တဲ့ရေးတာတော့အောင်မတဲ့မျိုးဆိုင်စိတ်တဲ့ တော့တယ်မျိုးတို့ခိုက်ပါတယ်မျိုးဆိုင်စိတ်တဲ့အတော့ကိုလည်းအခါလူလူဒီကအများကြီးပိုးဆိုရင်မျိုးတို့ခိုက်ပါတယ်ရခိုင်တော့မျိုးမဆိုင်တာတော့မင်းနေဘူးဘာလို့ဆိုင်လဲမျိုးမရှိသေးတယ်မင်းသားကတိုက်တယ်ဆိုပြီးအားလုံးတော့မျိုးကိုဆိုင်ပါတယ်မျိုးကိုဆိုင်တော့လေတော့လားသို့တော့လွေးဆောင်မှုရှိတဲ့စီးပြီးရှိပြီးလွေးဆောင်မှုရှိတဲ့စီးပြီးရှိပြီးဆိုတော့ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအတွေ့အပေါ်ဒီအပူမှုတွေခိုက်ပါတယ်မျိုးဆိုင်တော့တနာအခက်အခဲတမာဒီက program ဆိုင်အရာတော့ပြီးမျိုးဆိုင်ကိုခေါ်တယ်ဒေါ်သာတော့တဲ့ဆိုပြီးမျိုးဆိုင်ကိုခေါ်တယ်ခိုင်သားဝေးဆိုပြီးလူများပြီးတော့ဆက်အောင်လုပ်ပြီးမျိုးဆိုင်ကိုအလွေပါနဲ့ရောက်ပေါ်ကားဆိုပြီးခိုင်းတယ်ကျန်တော်တို့ကမျိုးဆိုင်တွေကိုနင်းနေတယ်နဲ့ဒီမဲ့အောင်ကျန်တော်တို့ကအောက်ပြီးကိုလိုရဲနေဒီအသေးပေါ်ပိုင်းပြီးအမှုမှုပိုင်းပြီးဒီအခါပိုင်းပြီးပါဆိုရင်ညီငယ်မှုကားတာပဲလူတိုင်းတိုင်းအောင်ပါတယ်ခိုင်တိုင်းမညီငယ်ကိုလိုရလို့တော့တယ်ပေါ်ကြတော့ရောရီကိုတန်တာညီငယ်တွေကိုအလုံးလုံးပြီးခိုင်းနေတယ်ဒီကကျန်တော်တို့ဆိုရအမျိုးသားရဲ့သာသနာကြီးကိုအဝေးကြီးမှမနာပြင်းနဲ့မိမိနှလုံးသားစိတ်သက်တဲ့ဖြစ်ပါလေမထားဘူးရအောင်ခိုင်းတယ်ငါကိုနိုင်ဖြစ်မှာကိုဇာတိမှားရောနေတယ်အမျိုးသားရဲ့ဧကကတော့ရှိပါတော့သို့တော့ပုဂ္ဂိုလ်ရဲ့ဧကကတော့အမျိုးသားရဲ့ဧကကအများကြီးပုံလဲနေဒီခါရအမေတရာကိုမလို့နိုင်အမျိုးသားရဲ့လည်းတော့မကောင်းဘူးနိုင်ညီငယ်တွေကိုအပရောနဲ့လုပ်တယ်လာပြီးပါတော့တယ်အကောင့်တွေပေါ်ခိုင်းပြီးပါပေါ်လာဖို့ဇာဟာရီတော့ဒီနောက်တော့ရခိုင်သားဆောဆောလေးစားမှုပါနဲ့ကျွန်တော်ရခိုင်သားကြီးအဆောဆောလေးစားမှုတည်ခဲ့တယ်အဆောဆောဒီမဲ့ကိုတည်ခဲ့တယ်ဒီကိစ္စဆိုရင်ဒီခေတ်မှာပဲကာရဆိုတော့အရေဖမှာလည်းကာရတယ်ရောမှာလည်းကာရတယ်ရုပ်မှာလည်းကာရတယ်ရခိုင်သားဆောဆောမလေးစားဘူးရခိုင်သားပဲရောအားမနာဘူးဗမာစကား program မှာဝယ်ဆိုရင်ကိစ္စဆိုနေရာတိုင်းမှာနေလူဘောကိုပြီးရတဲ့ကိစ္စကြီးကဖိုက်ပါရဆင်းတော့ဆိုတော့ဒီထဲမှာဘုရားပြောနေတာကလည်းအ
အဆင်မဟုတ်လို့ပေါ်နေရလို့ဖိုက်တယ်ဒီပိုက်တော့ဘုံဘုံကြီးအချောချောလေးသားမြင်မြင်မှုကိုပေါ်နေတော့ဒီလာပြီးမှတော့ပေါ်ခဲ့လို့ဒီထိုင်နောက်ပြန်ဆွေးနေရဲဆိုပြီးဒီအခါနော်နော်မိုက်ဆိုင်ရာအိစားလေးပါနဲ့ဒီနာမှာစာသုံးချက်ကိုပြောဆိုဒါနာနဲ့နိုင်စားလို့တော့ဘယ်ကိုချောက်တက်သွားလဲအစာသုံးချက်လို့ပါလိမ့်မယ်စိတ်တဲ့ခံယူရှာရဲဒေရှာဆိုပြီးအိစားသုံးကိုပြောလို့ရတယ်စိတ်တဲ့တော့အဲ့ဒီမျိုးဆိုင်စိတ်တဲ့ကိုပြောလို့မျိုးဆိုင်စိတ်တဲ့ရှိရဲ့အမျိုးသားရဲ့ခံယူရှာတဲ့ရှိရဲ့တို့တော့ရဲဒေရှာကရွေးချယ်တယ်ရောက်ပါမရှိကြလိုက်ရှိတဲ့တို့တော့အရေးကြီးဆုံးကိစ္စကြီးရွေးချယ်နေတယ်တိုင်ရဖို့ခိုင်ရဖို့လုံရဖို့တိုင်ရဖို့စိတ်တဲ့ရှိရဲ့အနာတိမရှိပရာသနာကိုဘောကိုသာပဲကိုယ်ကိုယ်နဲ့နေနေဝဲလုံတဲ့တိုင်ရဲပေါ်တယ်ဘုဆိုကိုဘာရောနိုင်နေလားကိုဘာရောနိုင်နေတယ်မဲဒီဖိုင်ဒီဆိုတာရှိဖို့ပါပြန်ပြန်ဆဲဆဲရဲနေတိုင်းကွာရှိရဲနေတိုင်းလည်းရေးပြီးဆိုဒီကရောက်ပါစိတ်ရှိနေရတဲ့ရှိရဲနေကမာယောနေခိုင်းဒီဆောင်လေးကိုလည်းကျွန်တော်မှအမျိုးသားရဲ့အမှုနဲ့မဲကမျိုးဆိုင်တဲ့ဒီခါတော့တော့အရေးပြီးနေပါတယ်မျိုးဆိုင်တဲ့လွေးချော်နေအများကြီးတော့တရှိရှိချော်နေအရှိကစားရှိမိုက်တယ်အကိုင်အောက်ကချော်နေပါအပိုင်လို့တင်လိုက်ချော်လာတော့လုံလို့ပါနဲ့ပြေချာဆိုတာတော့ဒီမကြတော့ပြေချာနေဒီနောက်လို့ခိုင်တိုင်းစိတ်ပိုက်ဆိုင်တာကိုဆိုတော့ကျွန်တော်စိတ်ပညာဘုလို့ဘောကြဝဲလေအရှာလာတဲ့ဆိုထောက်ပြဆိုတာပိုက်ပါတယ်စိတ်ပိုက်ဆိုင်တာကခေစားဆိုင်တော့အောက်ဝဲတွေရခိုင်ကဝဲကောင်းတွေကခေါ်လာတယ်ရခိုင်ကဝဲကောင်းတွေကခေါ်လာတယ်ကျေတော့ကိုယ်နိုင်လေအများရခိုင်ကနေကြည့်တယ်ခေစားဆိုင်အောက်ဝဲတွေတို့တော့ဒီဆုံးအတိအကျနဲ့ဒီဆုံးကိုပို့လာတော့ခေစားဆိုင်အောက်ဝဲတွေဆိုတော့ဒီပိုက်တော့ခဲနာတော့ပါတယ်မျိုးဆိုင်အကောင်ဒီကိုပြောခဲ့တယ်။အပြားတွေလည်းလိုက်တယ်။အခါတော့ပဲဒီမောပါလာတော့မျိုးဆိုင်စင်းနဲ့ခံစားရတော့မိဒီမှာလူပလေးဆိုရခံစားရတော့မကင်းတဲ့အခါအမျိုးဆိုင်တဲ့ညာရည်ချားပါလာတယ်။အပြားဒီစာယူတာပြီးပရိုဂရမ်ပေါ်လေးတွေဆိုသူတာပြီးခံစားချက်ကိုအောက်ွေးရတယ်ပရိုလီကာပေါက်ွေးတယ်နော်လီကာပေါက်ွေးတယ်ဂရာလီကာလုံးလီကာပေါက်ွေးတယ်ဒီခေတ်ပါလေးကတော့ဒီကင်မရာကပေါ်တဲ့တစ်စီရောပါလေသာသနာရောခိုင်းနေကျင်တော်မှာယုံကြည်မှုပြီးကိုခံစားရှာပြီးကိုရိုးဖင်းနေတယ်ကိုကမျိုးဆိုင်စိတ်တော့ပေါ်တယ်အမေဘိုးတို့ရောမျိုးဆိုင်စိတ်ကမျိုးဆိုင်ခံစားချက်ကိုပဲခိုင်မာရယုံကြည်တဲ့ဇွေတဲ့ဒီကိုအပြေပူပြီးကလိုရဲကိုခိုင်လာတော့ခံဒီကိုမပူစားရတယ်ဒီမျိုးဆိုင်ခံစားချက်စိတ်လုံးစားမှုဒီကိုအဓိကဥစားပြီးရဲကင်းရဲပါနဲ့ကျေတော်အားလို့ရောက်တယ်တော့ပါတယ်ဒီဆောင်တော့အဲ့စကားနဲ့ပေါ်လို့ဆိုရင်အခါစုမျိုးဆိုင်စိတ်ပဲအခါစုလာပါမျိုးဆိုင်စိတ်အခါပေါ်ဝေးပြီးတဲ့နိုင်ဒီပေါ်လာဒီတောက်လိုက်ရတွင်စီကိုစားလိုက်ရဘယ်လိုဆိုလာလို့စီလေဒီကတော့လည်းဒါနဲ့ထားပြီးအိုက်ပါလာဒီပြီးဒီကညောက်ပိုင်ပါအခါစုမျိုးဆိုင်စိတ်ဆိုရင်တော့လေထားပြီးမဟုတ်ဖြစ်နေတင်ရမှုရှိရယုံကြည်မှုခိုင်ပါတယ်ရက်တင်မှုနောက်တစ်နာနဲ့အမျိုးသားရေးပိုင်းတိုင်းရှိခဲ့ဖို့တော့ကျွန်တော်တို့ခိုင်မှာဒီနည်းဒီရှင်ဟာလုံတော့တယ်စိုင်းလာတော့တယ်တော့လုံတော့တယ်ခိုင်မာရဲ့ရက်တင်မှုနဲ့မဲကဲရဲ့ရက်တင်မှုနဲ့လုံတော့တယ်ညောင်းလို့တိုက်ပဲပါရဲ့ဒီကနောက်တော့ဒီပိုင်တော့စိတ်ထဲဆိုရဲတာမယ်အရေသာပြေသူဖြစ်မှာရှိဆုံးလို့မဟုတ်လူမမှုကြီးဆိုရဲနိုင်ငံရဲ့အဖွဲ့အစည်းဖြစ်မှာလည်းရှိရ
တော်လည်းရဲ့ဖွဲ့စည်းပြီးလူမျိုးရဲ့ဖွဲ့စည်းပြီးမှတော့ပြရတယ်လူမျိုးရဲ့ဖွဲ့စည်းဆိုတာမျိုးလူမျိုးရဲ့လုံးဝတွေတော့ဒီလားတော့ညွှန်ရှုံမှုပြီးတော့တယ်တနာဖို့ပဲအများကြီးလားဒီအများကြီးပေါ့တို့တော့ရောက်တော့ရေးပြီးရွေးနေတော့ဒီပါနဲ့ဒီကအိုင်လာဒီမှာစိတ်ပိုက်ဆိုင်ရာဒီမိမိအဲ့ဒါကိုမရှိုးနေနိုင်တော့ပြီးအလိုလိုနဲ့ဆောင်ထတာလိုက်တော့ပြေးပြလိုက်တော့ဒီပါနဲ့ဒီမရိုက်ဆန်ဆိုပြီးတော့ပေါ်လာတော့ဒီပဲဒီတော့ပဲအမေမှလာပြီးတော့မှားရောနေတော့မှာအမျိုးသားရဲ့လုပ်ပြီးဒီတော်တဲ့လုပ်ပြီးဒီမှာရှိနေတာနာဖို့ပါအခွေးစီးပြီးအများကြီးရှိတယ်ရောအခွေးစီးပြီးလည်းတော့ညီငယ်ရေးစကားကိုပြောခဲ့တယ်မညီငယ်ခဲ့လို့အောက်လာခဲ့တယ်သို့တော့ရောကိစ္စကိုပုံစံတိုင်းတာပြီးတယ်အကောင့်တွေပေါ်ဖို့ကြာတော့နေဆိုတော့ကျေပြီးလွေးနေရောကြောင့်ဒီကိုလူတွေကပြောခဲ့တဲ့ချိန်ကအရေသာပြည်သူတွေကနိုင်ငံရေးကောဆောင်ကိုလာရုပ်ဖို့ပြပိုင်ပို့တယ်။အဝဲဒီကွန်ပျူတာတွေလုံးလိုက်ရဲ့နိုင်ပေါင်းလောက်တာပြန်တော့ဖက်။ဒီကညောနိုင်ငံရေးပြည်ကလည်းဝဲမလို့အကောင်းဆုံးလုံးနေမော်ဒီကပြည်သာပြည်လို့လား။ဘာလဲကျွန်တော်အဲ့ဒီပြည်သာတော့ပေါ်နေတော့မဟုတ်ပါ။အဘာဝတရာကျွန်တော်တို့ဒါပဲလို့ဒီတဲ့တရားတွေကကွန်ပျူတာနိုင်ငံရေးဆိုအောင်ပြန်တော့ဖိုက်တယ်။ဒီမှာရေးပြည်ရဲ့ဆိုတာများပါ။ဒီကအားလုံးကကတော့အကောင်းဆုံးဆိုပြီးလုံးရဲဆိုတာသို့တော့ကျွန်တော်တို့ဒီထားဖို့ဆိုတာအခုလုံးနေတဲ့အကောင်းဆုံးဆိုကျွန်တော်တို့လူရဲ့ဆောက်မကာမီဒီဆောင်တော့ပို့လို့တော့ပို့ကြတာကိုဖိုက်တယ်နိုင်ငံရေးတော်လည်းရဝေစီပြီးကောင်းဆောင်နေနေတယ်ဒီဆောင်တော့ပို့လို့ကြီးကောက်လာအောင်ဒီဆောင်တော့ပို့လို့ခရီးတော့လာအောင်လုံးနဲ့ပုံစံကိုဖိုက်နေပါပြည်သူလူထုအနေနဲ့လည်းပြည်သူလူထုတယောက်ရဲ့တာဝန်ရခိုင်သားတော်တယောက်ရဲ့ဝေဒနာတွေကိုတရားမကောတိုင်းလာပြီးငါတို့တိုင်းတွေငါတို့လူမျိုးငါတို့ရဲဆိုရအတိတ်ဒီနဲ့ပေါင်းစပ်ပြီးအမျိုးသားလုံးညီမြတ်တဲ့ခိုင်အမျိုးသားကိုချမှုပြီးအနေနဲ့မျိုးသားရဲ့ပဲ့နိုင်ကိုညီမြတ်ရှင်းခဲ့နိုင်တယ်လို့ကိုးစားတယ်ဆိုခဲ့ပါမယ်ဒီကိစ္စကိုထောက်ထားပြီးကျွန်တော်အနေနဲ့ဒီနိုင်ပေါ်ရာလေးနောက်လာဖို့အရှင်ခိုင်မှလည်းတော့အများကြီးကိုးစားလာဖို့ထိုက်တယ်ဒီပိုင်တော့ရခိုင်မျိုးသားတွေကိုလည်းတော့မေကမျိုးဆိုင်တဲ့မေကလည်းတဲ့ရှိလို့ကျွန်တော်တိုက်နေပါတယ်တော့ကျွန်တော်တို့ဒီကနာတော့ပါရာမေးနေမေတိုက်ရေရှာခိုက်ပါတယ်နေမေတိုက်ရေရှာလူငယ်မျိုးစားတိုင်းကအမိုင်းနဲ့ကိုကောင်းစွာသိရှိပြီးဘယ်လိုမိတ်ဆွေကိုပြေခတ်နိုင်ရဲ့ကျွန်တော်တို့လူငယ်ဒီသာတော်ကြောင့်ပါလေရခိုင်သမိုင်းမှာဒီကအမှုရှင်ကတော့ရခိုင်အရှုံးရှာအာဏာကြားဆုံးရခိုင်သားတွေကိုတနိုင်မှတပင်းကြောင်းပါနေလို့ကာဘူးကောတော့ကာဘူးနာဘူးကောတော့နာဘူးခိုင်းလာတော့ကောင်းကောင်းကဲကောင်းတယ်လို့စားရတာအရှုံးပဲခိုင်းတယ်နိုင်မိုက်ပြရဆိုရခိုင်ပြည်တော့မှာရခိုင်ဆောင်ပြောဆိုတော့ရခိုင်သားမှလည်းဆောင်ပြောရှိတာဆောင်ပြောဆိုကြတဲ့ဒီမှာတုံးပွေးမှာပေါ့ကွယ်ဘယ်ဆောင်ပြောတဲ့တော့ဘယ်တော့တော့မအရေးကြီးနေပါလားဒီကညာစီပါလေတော့ပြေးပြေးအမေတကယ်လို့လေနာမှုဒီအသေးသေးကဟုတ်တယ်ဆောင်ပြောရှိဆောင်ပြောဆိုတော့ရခိုင်လူကြီးကောင်းဆောင်သူခိုင်ဖို့ခါနဲ့ခိုင်မှာတော့တမနာဒီဝေပြီးရှိပါဒီကရောက်ပြီးတော့ဆောင်ပြီးရှိခါရဲဆောင်ပြောပြီးတော့သာဝတ္ထုသာကိုလေတိုင်းပြည်တကူကြီးအကျဉ်းသေးတိုင်းပြည်တကူကြီးအချုံးရှာအာဏာကိုအမျိုးဆုံးနေရာကဥဆောင်ပြီးတိုင်းပြည်ကိုတာဝန်ကိုယူရဲတော့ဆောင်ဆောင်ရတော့နေရောက်ပါဆောင်ပြောရှိတဲ့ပြည်ကိုတိုင်းပြည်တော့ဒါမဲ့ပြည်အရှိခါကျောင်းမှာသမိုင်းကိုစာလို့တော်ရတယ်ရခိုင်သမိုင်းတော့ဘုံဗမာသမိုင်းဘိုးရှိုးအောင်စင်တီလာတော့စာမပြရကိုဝင်နေပြီလားအရှိခါမူလာတဲ့ကျောင်းမှာကျင်ဆိုင်တာဘရောနာအလောင်းရဘယ်လာဆိုပြီးရဲ့နေဆောင်ရဖွေပြီးအလိုတော့ကကိုကဘယ်လာဖွေမှာပါတော့လည်းဘယ်လာပါရပြီးတဲ့ရှိပုံကိုခေါင်းပိုက်ပြီးဘယ်လာလို့ဘယ်ဇာရောမဒီပဲကိုရောတဲ့နာလူကိုကသမိုင်းမသိလူအားလူဘောပဲနောပဲကျွန်တော်တို့ခိုင်တော့သနာရအောင်တော့ဘုရားမရှိဘူးလေကို
ကိုရိုးလူမျိုးကိုမျိုးတုံးတဲ့ခိုင်လူကိုကိုရီးယားပေါ်နေလွေမန်းနေဝယ်နေတာတော့ရဲအမိုက်ကိုမသိတဲ့လူကကျွန်တော်တို့ဒီအခမ်းအနားကိုကြောက်ပါတော့ရခိုင်မျိုးစားတဲ့လူတွေဒီကိုအမေတော်ကိုအမေတော်လိုက်ပြီးရှိဖို့ရဲသူနဲ့မိတ်ဆွေကိုမကွေးပေးနဲ့မိတ်ဆွေကိုရဲသူခေါ်ရဲသူကိုမိတ်ဆွေကောင်ဆိုပြီးအမျိုးသားရဲ့နဲ့ရှားပင်မှုပြီးနောက်တစ်စားပိုင်းမှုပြီးအများကြီးပြရပါတယ်ရခိုင်လူတွေရောက်ရခိုင်ပြည်ကိုဆိုတော့ရာတီပိုင်းတောင်းတဲ့ဆိုင်ခိုင်းပြီးဆိုင်နဲ့လိုက်ပြီးဟုတ်ကောင်းပဲဒီကောင်းပြီးဘောကြတယ်ပဲပြီးဒါကလူမျိုးသုံးစီနဲ့ဆိုရခဲ့ဆိုပြီးလည်းမလုပ်ဘူးပဲပါတော့ဆိုင်နဲ့လိုက်ကိုရှင်းတရားပြီးတော့တော့ဗမာတိကရောမရောရောနေချမ်းမလို့လို့ဒီနေမိတ်ဆွေမဝဲဒါဝန်တော့ပြီးဒါဝန်ရှားဘူးရောပဲမဝဲပါရဲသူမိတ်ဆွေမဝဲပါခဲ့တဲ့ရိုဒီတော့လာကိုလုံးမကောင်းခိုင်းတာတော့မတော်တော့မကောင်းတော့ညမနဲ့ဒီပန်စိတ်မဲ့အခင်းသားကြီးကိုကြောပါပြီးရဲ့အမျိုးသားရဲ့တတိတိကိုရိုးပါယုံဒီတပေါ်မှုကိုတတိနဲ့ပဲအယူပေါ်တော့တော့လူငယ်ပြီးတော့အသိဉာဏ်အသိတရားပြီးပေါ်တော့ရေးပါရဲ့ဒီဆောင်ရရေးစတဲ့မဲ့နိုင်ပါရေရှာနေပဲတော့အမိုင်းတွေကပြည်ချေခံလာမှုပြီးတော့ဇန်နူနာဘုသူယူဖို့ဒီဆုံးရှုံးမှုတွေကိုအတိတ်တွေကယူပြီးရခိုင်ပြည်ပေါ်ဘုံမကောင်းတယ်အမှားရဲ့ကိုပြန်ကြည့်ဆိုရတဲ့ကိစ္စဒီကိစ္စတော့လည်းတော့ပြည့်ပရောတော့တော့ဒီကိစ္စတော့ဒါကြတော့ပြီးတော့ဒီရခိုင်ပြည်မှာဒါတော့ပြည်ချေထားတယ်ဒါတော့ကောင်းမွန်ပဲဒီနိုင်ထားတယ်ဒါတော့လည်းမှုပြီးပိုင်ဆိုင်ထားတယ်လည်းမှုပြီးနဲ့ထိုက်တဲ့ပြီးဆဲမှုပြီးကိုရခိုင်ဘိုးဘော်တွေလုံထားခဲ့ပါတယ်မပြားတော့ထားခဲ့ပါခါလေတော့ရခိုင်ပြည်ကိုရေသူပြီးမော်ရောက်လာတဲ့မှာရခိုင်လူမျိုးတွေကိုမာမမြဲမြဲရပေပြီးကိုတိုက်ပဲကိုလူမျိုးတွေကိုခါလေတော့သူ့ကြော်မထင်ဟာပါပြန်ပေးသားနဲ့တော်တယ်ခါရပေးလေခါရမိမိတိုက်ပဲဒီကိုကောင်းဆိုင်ပုံပြီးအတိတ်ရာနဲ့ငယ်နဲ့ရှင်ပြီးကြတဲ့ဒီလူမျိုးမျိုးတော့ရခိုင်တိုင်းဒီအခက်အခဲတွေပြည်ကြထားတယ်ရခိုင်သမိုင်းမှာလည်းတော့လူတွေအများကြီးကြည်ပင်မှုရှိကြတယ်အပေါ်ကကျွန်တော်ရခိုင်မှာဒီစီကဒီပေါ်ရဲ့အမှန်တည်းရဲ့အမှန်တည်းရဲ့ဒါဘလို့လေဇာရောအမှန်တည်းရတယ်ဆင်းဆိုင်ဖို့လို့အမှန်တည်းရဲ့ဆိုရခိုင်သားတွေရခိုင်သားကဘယ်လိုမျိုးလဲဆိုရှိပါနဲ့အယောက်ကကျွန်တော်ရခိုင်ပြီးတော့ကျွန်တော်ပို့ဒီဆိုရရခိုင်နိုင်ငံကိုပြည်ချထားရရှိတာတော့ပါရှားနိုင်ငံပြီးဒေသနိုင်ငံပြီးညောနိုင်ငံနဲ့ပုံသေးရရှိတာရခိုင်မနောဒီဆိုရအခါရောနာမှာတဲ့တဲ့ဒီအအောင်ပေါ်ဒီလိုပဲပြီးတဲ့အခါညံပီလာနဲ့ပါရခိုင်ပြည်ကတော့ဒီစပါးတော့ညောတော့ရခိုင်မှာရတယ်မဟုတ်လားရတယ်ဒါတော့နေနေမလို့အစီကိုတော့တော့ပဲမလို့လူဒီတော့ဇာပိုင်ကိုလိုအကျိုးရှိအောင်လို့ပါလေတော့ဘောဒူဘီကရခိုင်ပေါ်ဘောအယုံပေါင်းနေရခိုင်ပြည်ကိုတိုင်းစားအောင်လုပ်နေတော့ရခိုင်ပေါ်အတိထားပြီးတော့လို့ကဘောဒူဘီဝိုင်အခါသူတို့နဲ့လိုက်လို့ညီခဲ့အောင်ဟဲဆောင်ပြီးအရှိုးဒီပါနဲ့သူတို့ဒီအတော့မသေးတော့သူတို့အတော့ပြီးလေးလာပြီးသူတို့စကားကြီးကိုပြောပြီးညောင်းတော့ပြီးဒီကိုပို့ကြတယ်ညောင်းတဲ့လည်းတော့ဘူးဆိုတော့လူများကလာဦးပြီနဲ့အလုံးစုံတိုင်းညောင်းတဲ့ဒီလိုချက်ကိုဒီကြည့်ထားတယ်အမလို့ဒီကြည့်ပန်ခိုင်းညောင်းတဲ့ကျွန်တော်တို့ဒီရခိုင်မှာရောက်ပါဥမာရခိုင်တိုင်းထိုင်နိုင်ကိုတော့လာကိုစကားမှာကိုစကားလူတိုင်းကိုပြောတော့ဟုတ်ပါ